ကင်မရာမှာဖမ်းမိထားတဲ့မယုံနိုင်စရာဖြစ်ရများစက်သိမ်းပိုင်း73အသက်ရှူနေသောကမ္ဘာမြေ The Breathing Earth အတန်လည်းမထွက်နောက်ခံ effect လည်းမပါပဲမြေကြီးကနှိမ့်လိုက်ညှင်းလိုက်နဲ့အသက်ရှူနေတယ်လို့ဖြစ်နေတာပါအဲ့ဒီလိုညီတက်နေတဲ့အချိန်မျိုးမှာငါတို့နေထိုင်တဲ့ဒီကမ္ဘာကြီးဟာတကယ်သက်ရှိကြီးတစ်ခုပါလားဆိုတာကိုသတိပြုမိစေပါတယ်ဗျ7အိမ်အသစ်ကအိမ်မဆို The Haunted New Home အိမ်အသစ်ပြောင်းလာလို့ပျော်နေတဲ့မိသားစုဟာကင်မရာနဲ့ဗီဒီယိုရိုက်လိုက်တဲ့အချိန်မှာပဲထူးဆန်းတာတွေစဖြစ်ပါတော့တယ်ဗီဒီယိုတကားတွေအလိုလိုပွင့်လာပြီးပစ္စည်းတွေကလီထဲမှာပြန်ဝင်နေတာပါမမြင်ရတဲ့အင်အားတစ်ခုကသူတို့ကိုဒီအိမ်ကနေမုန်းထုတ်ဖို့ကြိုးစားနေတယ်လို့ပါပဲဗျ7သဲရီပူစံ The Sand Geyser သဲတွေကပုတ်ကွေးထွက်လာတာဟာတခေတ်ကိုထူးဆန်းပါတယ်ကြည့်ရတာဂျိုးချားကဘာတစ်ခုကိုတွားတဲ့ဝင်ပေါက်ပွင့်လာတယ်လို့မျိုးဒါမှမဟုတ်ကဘာမီကြီးကပွက်ပွက်ဆူနေတဲ့စွမ်းအင်တွေထွက်လာတယ်လို့မျိုးအရန်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်ဗျအလိုအလျောက်လှုပ်နေတော့ကလထိုင် The Rocking Chair ကလေးထင်းတယောက်ကကလေးနဲ့အတူအိမ်မှာရှိနေတော့တစုံတယောက်ရှိနေတယ်လို့ခန်းစားရလို့ဗီဒီယိုရိုက်ကြည့်တဲ့အခါသူတို့အနောက်ကကလထိုင်အလိုကြီးကအလိုလိုပြင်းပြင်းထန်ထန်လှုပ်ခါနေတာပါကလေးကကြောက်ပြီးပြေးသွားပြီးမယ်ကလထိုင်ကတော့အလိုမှရမသွားခဲ့ပါဘူးဗျကိုစီကွာရတစ်ပင်ကြီးအတွင်းပိုင်းအေယာမစီကွာရတစ်ပင်ကြီးတစ်ပင်ရဲ့အတွင်းထဲကိုဝင်ကြည့်တာဟာအရန်ကျဉ်ကျပ်ပြီးစိတ်လှုပ်ရှားစရာကောင်းပါတယ်တကယ်စွန့်စားကန်းကိုမှကြိုက်တဲ့သူတွေအတွက်တော့ဒါဟာမမေ့နိုင်စရာအတွေ့အကြုံပါပဲရှစ်ဒန်ဒါရီတဲက Mandrake အပင် The Real Mandrake အမျိုးသမီးတစ်ယောက်ကသူ့ channel မှာမျက်နှာပါးစပ်နဲ့သွားတွေပါတယ်ထူးဆန်းတဲ့အပင်တစ်ပင်ကိုတွေ့ခဲ့ပါတယ်ရွာသားတွေကဒန်ဒါရီထဲက Mandrake အပင်လို့ပြောကြပေမဲ့သူမကတော့အဲ့ဒီအပင်ကိုချက်စားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူမဟာလုံးဝအစာပြောက်သွားပြီးဘယ်သူမှပြန်မတွေ့တော့ပါဘူးဗျခွန်ငါးဖမ်းတတ်တော်ပြိုင် The Clever Heron လူတွေပဲငါးစာသုံးပြီးငါးဖမ်းတတ်တာမဟုတ်ပါဘူးဒီပြိုင်ကတော့ပေါင်မုံကိုငါးစာအဖြစ်သုံးပြီးငါးတွေလောက်ညားခေါ်တတ်ပါတယ်တဘာဝတရားကတရိษံတွေကငါတို့ထင်ထားတာပိုပြီးညံကောင်းပါတယ်ဗျ6ဂျိုချားကပိုးကောင်ညာThe Ribbon Box အမျိုးသားတယောက်ကတစ်ကိုင်းပေါ်မှာလွင့်မျောနေတဲ့ဖဲပြားလိုထူးဆန်းတဲ့တတ္တဝါလေးတွေကိုတွေ့ခဲ့ပါတယ်။သူတို့ရဲ့လှုပ်ရှားမှုကရေထဲမှာကူးခတ်နေတယ်လို့အရန်ကိုမှော်ဆန်နေပြီးဘလို့ပိုးကောင်မျိုးလဲဆိုတာအခုထိအပြည့်မရှိသေးပါဘူး။ပင်လယ်နတ်သမီး The Butterfly Ray Sea Angel လို့လည်းခေါ်တဲ့ဒီငါးလေးဟာပင်လယ်ချမ်းပြင်မှာနေထိုင်ပါတယ်။သူကတဲထဲမှာကိုဖျောက်ပြီးပုံးနေတတ်တာပါ။တဲထဲကိုခဏချင်းပျောက်ကွယ်သွားတာကိုကြည့်ရင်မျက်လှည့်ပြနေတယ်လို့ပါပဲဗျ။လီဂူထဲကမျက်လုံးတစ်လုံးတည်းပါတယ်ဘလို့ The Cave Cyclops မောင်မဲနေတဲ့ဂူနက်ထဲမှာကြောက်သားကိုထွင်းထူထားတဲ့မျက်လုံးတစ်လုံးတည်းပါတဲ့အီယာမဘလူးရုပ်တူးကြီးကိုတွေ့ခဲ့တာပါကြည့်နေရင်းနဲ့မျက်တောင်ခတ်တော့မလို့မျိုးအရန်ကိုအသက်ဝင်လာတာကြောင့်ရိုက်ကူးနေသူတောင်ကြောချမ်းခဲ့ရတာပါပဲဗျ3မိုးမြင့် The Rain Line တဘာဝတရားကလမ်းပေါ်မှာမြင်းတားထားတယ်လို့ပါပဲလမ်းရဲ့တစ်ဖက်မှာမိုးတွေတဲတဲမဲမဲရွာနေပြီမဲ့ကျန်တဲ့တစ်ဖက်မှာတော့ဖုံတောင်မထပဲလုံးဝခြောက်သွေ့နေတာပါတကယ်ကိုထူးဆန်းတဲ့မြင်ကွင်းပါပဲဗျကောင်းကင်ရံကအကတောင်တန်းတွေပေါ်မှာငှက်အုပ်ကြီးကဟန်ချက်ညီညီစုပေါင်းပြန်တန်းနေတာဟာကောင်းကင်မှာမီးရှူမီးပန်းတွေဖောက်နေတယ်လို့မျိုးအရန်ကိုလှပပြီးစွမ်းအင်တွေပြေဝနေတဲ့သဘာဝအလှတရားပါပဲဗျတိအယောင်ဆောင် delivery သမား online ကပစ္စည်းမှာအဆင်ပြေပေမဲ့သတိထားဖို့လိုပါတယ်2021ခုနှစ်က CCTV မှာ delivery သမားအယောင်ဆောင်ပြီးအိမ်ရှိကကူးပတ်သားခွေးလေးကိုခိုးသွားတဲ့ဖြစ်ရပ်တစ်ခုမိခဲ့ပါတယ်ကံကောင်းထောက်မှစွာနဲ့ရဲတွေကဖမ်းမိခဲ့ပေမဲ့ဒါဟာအခုခေတ်မှာဘယ်လောက်သတိထားရမလဲဆိုတာကိုပြသနေတဲ့ဖြစ်ရပ်ပါပဲဗျနေကောင်းဒီဖြစ်ရပ်တွေကိုကြည့်ပြီးအကိုတို့ရောဘယ်လိုထင်လဲဗျကိုတိုင်ရောဒီလိုမျိုးထူးဆန်းတာတွေကြုံဘူးလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြကြပါဦးအခုလိုဘ ഹു တုဒဖြစ်စရာ mystery video တွေကိုဆက်ကြည့်ဖို့ကျွန်တော်ရဲ့ကိုတက် knowledge channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်